အလုံးသောခဏသားသမီးများစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်လို့လောကစီးပွားများကောင်းမွန်ကြပါစေမိသားစုတွေတိုက်တိုက်ဝန်းဝန်းနဲ့ဘဝကိုဖြတ်တန်းနိုင်ကြပါစေဘဝတိလာမြတ်တာကိုဆုတောင်းပေးလိုက်ပါတယ်ကျူစားကြနော်မနေ့ညကတော့မိုးရလည်းရွာလို့ပဝါလေးချုပ်ပြီးတော့တရားဟောပြလိုက်တယ်ကဲဒီနေ့တော့ဘဝချုံစရာမလိုဘူးရာသီဥတုကောက်နေဘဝလည်းအလုတ်ကိုင်းလေးတွေပြီးတဲ့အချိန်တနာရီထိုးတနာရီထိုးစားတယ်တဲ့နော်အဲ့တော့လိုက်ကနန်းလေးတွေကိုကြည့်ကြပါလိုက်ကြပါလို့ဆိုတဲ့ဥစ္စာလေးမှာညနေတုန်းကတော့လိုက်ကနန်းလေးထွက်သွားပါတယ်နော်မနေ့ကလည်းလိုက်ကနန်းတစ်ခုပဲဖြစ်လာခဲ့တယ်နော်အဲ့တော့တနည်းစားလုံးလိုက်ကနန်းလေးတွေနဲ့အဆင်ပြေတဲ့လူတွေပြေကြတယ်မပြေတဲ့သားသမီးရလည်းမပြေဘူးပေါ့နော်ဒါကတော့သူရတဲ့ရထိုက်သောကံနဲ့သက်ဆိုင်ပါတယ်ရခွင့်ရှိရင်ရမယ်ရခွင့်မရှိသေးရင်ဘဝသမီးတယောက်ဆိုလို့ရှိရင်သူတိချာကိုထိုးတယ်တဲ့နော်83ကဏ္ဍပါတယ်တိချာထိုးပြီမဲ့လို့တိချာပြန်မစစ်ဆေးဘူးထင်ပါတယ်ဒိုင်ကမမြင်လို့တဲ့ဆို OK ပြန်မရတော့ထွက်လာတော့မပေါက်ရှာဘူးဒါဘာလဲလေမိမိရခွင့်ရထိုက်တဲ့ကံနဲ့ဆိုင်နေဆိုတာအဲ့ဒါနော်မသိလို့မမြင်လို့မထိုးတာမဟုတ်သိရမြင်ရနဲ့ကဏ္ဍရရနဲ့ထိုးတယ်ဒါပေမဲ့လို့အတိမပြုခြင်းမခံရတော့မရဘူးအဲ့တော့ကံကြောင့်လို့ဆိုတာတဲ့မိမိဝရိယကြောင့်လို့ပြောရင်ဘုမမှန်နိုင်ဘူးလားကံရဲ့ဉာဏ်ရဲ့ဝိရိယရဲ့ဒီ၃ပါးပြည့်စုံမှ၃ပါး၃နဲ့ပါနဲ့၃ပါးကံဉာဏ်ဝိရိယဆိုတဲ့ဒီ၃ပါးပြည့်စုံမှလက်လာပါကရှင်နာကံကလည်းရှိတယ်ဉာဏ်ကလည်းစဉ်းစားတတ်တယ်ဟောနော်အဲ့တော့ဝိရိယကနေတဲ့ခါကျတော့မိမိရဲ့ကိစ္စကိုပြည့်စုံအောင်စီမံခြင်းမပြုတာဒီဝိရိယနေပြီးတော့မပြုတာဖြစ်တဲ့အတွက်လက်လာပါကချော်ကြသွားပြန်တယ်အဲ့လိုမျိုးနော်လက်ကနန်းဆိုလွယ်လေးပဲ60ထွက်38လိုက်ပြီးပြန်တွဲခွေဟောဟာလာနော်ဒါလေးတွေကိုကြည့်ရင်သိရင်တွေ့နိုင်ပါလေရနိုင်ပါလေလို့သင်ထားပြီးသားကဲအဲ့ဒါတွေထားပါတော့နော်အဲ့တော့ဒီနေ့ဆိုရင်အင်္ဂါနေ့ဆွမ်းကြိုင်ကြတဲ့လှဲ့ပဲတဲ့ဟိုရင်တော့ဆွမ်းကြိုင်ကအကြီးကြီးတွေနဲ့အခုဆွမ်းကြိုင်အသေးလေးနဲ့ဖြစ်နေတယ်နော်ဆွမ်းလောင်းကြတာလေဆွမ်းလေကြတော့ဆွမ်းကြိုင်အသေးလေးနဲ့ကြိုင်နှလုံးလာလို့ကြီးတာနဲ့သေးတာဆိုဆွမ်းကြိုင်အသေးပဲသူကယူတယ်အဲ့တော့ဆွမ်းကြိုင်အသေးဆိုတော့ဆွမ်းရကြရင်အားရသေးရဖြစ်မှာပေါ့နော်အတိတ်ကဟိုလေဗလာစီကွေမင်းလာပဲမှာပြောစကားလေးရှိသေးတယ်တငယ်ချင်းနှစ်ယောက်တွေ့ကြတဲ့ခါကျတော့နောက်တငယ်တယောက်ကဟာအကူကဗမာနေတာလေဆိုဖေးစင်းကမေးတော့ဟာကွာဒီကောင်ကပေါက်ပန်း30နေတာပါတဲ့ဟောဥက္ကံ30လို့မပြောဘူးနော်ပေါက်ပန်း30မှာနေတာပါတဲ့အတိတ်ကလေးက
ဒုတိစကားပြောလို့ရှိတာကဘာရှိလဲဟာဒီကောင်ပေါက်ပန်း40တော်တော်ပြောတာပဲပေါက်ပန်း40တော်တော်ပြောတာပဲဒီလိုမျိုးပြောတာဒါပဲလို့ပြောင်းသွားတယ်အတိတ်ကပေါက်ပန်း30တဲ့မှတ်ပါနော်အဲ့ဒီဒိတ်လေးပြီးလိုက်မယ်အဲ့တော့ဒီနေ့တနေ့တည်းထွက်လာတဲ့ဥစ္စာဒီမနေ့ပင်ငယ်မဲ့က15ပရိညနေကမဲ့က17ပရိဒီရထဲနဲ့နှစ်ခုပေါင်းလိုက်တော့ပရိဘယ်လောက်လဲ26ဟာချမ်းသာကြီးပါလားနော်ပရိကချမ်းသာဖြစ်နေပြီချမ်းသာဖြစ်နေဘာလာနိုင်လဲဆင်းရဲလာနိုင်တယ်တဲ့အဲ့တော့တန်ချောင်းလူကောက်ရင်တော့40တော့မဟုတ်ဓမ္မိဖို့တန်ချောင်းအသက်40တော့မဟုတ်ဓမ္မိဖို့ဒါပေမဲ့ဆင်းရဲဆိုရင်တော့ချမ်းသာဆိုရင်တော့ဆင်းရဲပေါ့နော်တန်ချောင်းဆိုရင်တော့လေဓမ္မိနဲ့40ပေါ့နော်ဒါပေမဲ့ဘဝသဘောကျတာတော့ဆင်းရဲချမ်းသာတော့ကောင်းပါလေဘာတဘာဝတရားရဲ့အလိုအတိုင်းပဲသွားတာဟုတ်နော်အဲ့တော့ပြီးတော့မှအတိတ်ကရေးပေးလိုက်ပါမယ်တနင်္လာနေ့ဖြစ်တဲ့အတွက်အမောင်အင်္ဂါနေ့ရောက်တာပြီအင်္ဂါနေ့ဆိုလို့ရှိရင် तू ကဘာကိုမှန်းလဲဆိုတော့ဥစ္စာလူတော့ရန်ကြိုရှာတနင်္ဂနွေကိုပြန်ခေါ်ရတယ်ဥညိုတဲ့နော်အဲ့တော့ဥညိုတက်လို့ရှိရင်ဥညိုကဘာဖြစ်နိုင်မလဲချမ်းသာဖြစ်နိုင်တယ်တဲ့ဟောနော်ဥညိုချမ်းသာမနေ့ကဆွမ်းကြိုင်ကြတဲ့လေလီဆွမ်းကြိုင်ကြတဲ့လေဆိုတော့ဆွမ်းကိုတော့ဥညိုလို့လှမ်းယူတော့တစ်လို့ချိုင်းကိုတော့ဗာပြလဲလဲချမ်းသာလို့လှမ်းယူလိုက်တော့1-3-2-6လို့ဖြစ်နေတယ်တဲ့နော်ဟုတ်ပြီလားအဲ့တော့1-3-2-6ဆိုတော့ဘယ်လိုဖြစ်သွားမလဲဆွမ်းကြိုင်အသေးနဲ့စကားရက်ကသွားတူနေပြန်ရောနော်အဲ့တော့အတိတ်ကလှည့်ပုံလေးတွေစကားအသွားလာလေးတွေကအဲ့လိုအလှည့်ပတ်လေးတွေရှိတာကိုမိမိကဂရုပြုရပါတယ်လိုက်ကနန်းလေးတွေကိုတော့သတိတရားထားပါနော်အဲ့တော့ပေါက်ပန်း30တိတ်ပြီးတွေးလွန်အောင်ကြည့်ရင်တော့မကောင်းဘူးဟုတ်ပြီလားနော်ဒါမဲ့လို့လူတွေကတော့ပေါက်ပန်း30ပဲပြောနေကြတာပဲဟုတ်သလားကဲခဏသားသည်ကျန်းကျန်းမာမာချမ်းချမ်းသာသာရှိပါစေအတိတ်ကတော့ဥညိုချမ်းသာတဲ့အဲ့ဒါရဲ့ပေါက်ပန်း30ရဲ့တဲ့အဲ့ဒါလေးပြီးပြီနော်ဒီရစာမှာတခါကြရင်ကျေနပ်ကြကဲအလုံးပဲခဏသားသမီးတွေစိတ်ချမ်းသာကိုကျမ်းမာရှိကြပါစေဘာမှရကြံသေးလဲဘာမှမကြံတော့နော်အဲ့တော့တနင်္လာနေ့က26ဆိုတော့ဧည့်သည်လာတာပဲဧည့်သည်မစိန်လာတတ်တဲ့တတိထားနော်